ကြည်မျောလင်းဆောင်နေမလားပြန်မလာနိုင်တဲ့သူမရင်မကြည်ကွယ်နေမလားပြန်မလာတဲ့လမ်းနဲ့မျောနေသူတယောက်ရဲ့ခြေရာလေးများထက်ခါတော်ရာဝေလာစန္နာတာနေတဲ့အခုညတွေမှာပြန်လာမယ်ပြောမှုရဲ့စကားသူယုံကြည်မျှော်လင့်ဆောင်နေမလား